အဘိုးကြီးတယောက်ဟာမြေပင်ပေါ်ကရွှေတုံးလေးတွေကိုလိုက်ကောက်နေခဲ့တယ်။နောက်ဆုံးတစ်တုံးကိုကောက်တဲ့အချိန်မှာတော့လက်ထဲမှာကြောက်ခဲတစ်လုံးကိုအသာလေးစုပ်ကင်ထားလိုက်တာပေါ့။အဲ့ဒီအချိန်မှာပဲအရာရှိကသူ့ကိုပစ်သက်ဖို့အမိန့်ပေးလိုက်ပါလေရော။အဘိုးကြီးဟာလက်ထဲကကြောက်ခဲကိုမိုင်းတစ်လုံးစီချက်ချင်းလှမ်းပစ်လိုက်တဲ့အတွက်ပောက်ကွဲမှုကြီးဖြစ်သွားတော့တယ်။အရာရှိလည်းပြတလဲနဲ့စစ်သားတွေကိုအရှိတဲတဲကိုပစ်ခိုင်းလိုက်ပြီးမထင်မဲ့ထားတာဖြစ်လာခဲ့တယ်။အဘိုးကြီးဟာတန်အိုးတစ်လုံးကိုတုံးပြီးကြီးစံအားလုံးကိုကာကွယ်လိုက်တာဗျာ။ဒါကိုသာကပတိန်အမေရိကမြင်ရင်တောင်ခမားကတော့တကယ်လူပဲလို့ချီးကျူးရမယ့်အနေထားမျိုးပေါ့။အဘိုးကြီးတေးပြီးအထင်နဲ့အရာရှိကပြစ်ခတ်မှုကိုရက်ခိုင်းပြီးစစ်သားတယောက်ကိုသွားစစ်ခိုင်းလိုက်တယ်။ဒါပေမဲ့အနားမရောက်ခင်မှာပဲမိုင်းတစ်လုံးကလေထဲကိုပြန်တက်ပြီးပေါက်ကွဲသွားတဲ့အတွက်စစ်သားဟာနေရာတင်ပွဲချင်းပြီးတေသွားခဲ့တယ်။အဲ့ဒီနောက်အရာရှိကဖေးတစ်ဖက်စီကနေစစ်သား200ထပ်လွတ်ပေးမဲ့30ကတော့မခံမဲ့အသက်ခံလိုက်ရပြန်တယ်။သူ့လူတွေတေကုန်တာကိုမြင်တော့အရာရှိကလမ်းရှင်းဖို့အတွက်အမျိုးသမီးအကျဉ်းသား200ကိုအတင်းတိုးခိုင်းတော့တာပဲ။ဒီအတွင်းမှာတော့အဘိုးကြီးကတော့လစ်ခနဲ့ထွက်ပြီးလွတ်မြောက်သွားခဲ့ပြီ။သူဟာအရန်ပင်မဲနေတာကြောင့်ပျက်စီးနေတဲ့ကားတစ်စီးအောင်မှာလှဲနေရင်သူ့တန်ရာကိုခါးပတ်နဲ့ပတ်လိုက်တယ်။ပြီးတော့ဘာစီဝါမှမပါပဲကြီးစံကိုကိုယ်တိုင်ဆွဲထုတ်လိုက်တာပေါ့။နာကျင်လွန်းလို့သူတတိတောင်မေ့သွားခဲ့တယ်။ရန်သူစစ်သားတွေနဲ့လေ့ကျင့်ပေးထားတဲ့ခွေးတွေဟာသူ့အနံ့ကိုလိုက်ရင်နီးကပ်လာကြပြီ။အဘိုးကြီးဟာအတန်ကြားတာနဲ့နိုးလာပြီးရွှေတွေကိုအငန်သိန်းကကားအောက်မှာပြန်ပုန်းနေလိုက်တယ်။စစ်သားတွေကသူ့ကိုမမြင်ပေမဲ့ခွေးတကောင်ကသွေးနံ့ကိုရသွားခဲ့ပြီ။အဘိုးကြီးဟာရန်သူချစ်သားတစ်စီးအောက်ကိုတွားသွားပြီးဓာတ်နဲ့စီးတိုင်းကြီးကိုထိုးဖောက်ကသူ့ကိုယ်ပေါ်ကိုဓာတ်စီတွေလောင်ချလိုက်တယ်။ဒီလိုလုပ်ရင်အနံ့ပြောင်းမယ်လို့ထင်ခဲ့ပေမဲ့အမားကြီးမားသွားခဲ့တာပဲ။ခွေးကဓာတ်စီနံ့ကိုပါရပြီးဟောင်းတော့တာပေါ့။စစ်သားတွေကားရက်ပြီးလိုက်ရှာနေတော့မှအဘိုးကြီးကမြင့်စီကိုအသေးသန်းပြီးပေမဲ့ခွေးကမြင်သွားပြန်ရော။စနိုက်ပါသမားကသူ့ခြေထောက်ကိုပစ်လိုက်တဲ့အခါအရာရှိကအရှင်ဖန်းကြလို့အော်ပြောလိုက်တယ်။ခွေးကသူ့နောက်ကိုလိုက်လာချိန်မှာအဘိုးကြီးဟာတီတီငင်းငင်းနဲ့မီးချစ်ပြီးသူ့ကိုယ်သူမီးရှို့လိုက်တာ။မီးတောင်တွေကိုမြင်တော့ခွေးလဲကြောက်ပြီးရက်သွားတာပေါ့။အဘိုးကြီးဟာမီးတောင်တွေနဲ့အတူမြစ်ထဲကိုခုန်ချလိုက်တယ်။စစ်သားတွေကသူ့ကိုပြစ်ပေးမဲ့သူရေထဲကိုရောက်သွားခဲ့ပြီ။သူတဲလာတဲ့ရွှေတွေကလေးလွန်တော့သူဟာရေအောက်ကိုနစ်မြုပ်ပြီးပျောက်ကွယ်သွားတာပေါ့။စစ်သားတွေကမြေကူးမတက်တော့လိုက်လို့မရဘူးလေ။နာယီဝက်လောက်ကြာတော့မှအဘိုးကြီးဟာအသက်ရှူဖို့ရေပေါ်ကိုပြန်တက်လာခဲ့လေ။သူပေါ်လာတာနဲ့စနိုက်ပါသမားကထပ်ပစ်လိုက်လို့ရေထဲမှာသွေးတွေပြန့်သွားတော့တယ်။အရာရှိကရွှေတွေကိုပြန်ဆဲဖို့ရေငုပ်သမားတယောက်ကိုလွှတ်လိုက်တယ်။ဒါပေမဲ့ရေငုပ်သမားရေအောက်ရောက်တဲ့အခါအဘိုးကြီးကသူ့လက်ဘင်းကိုလှီးလိုက်ပြီးအောက်ဆီဂျင်ဘူးကိုလူယူလိုက်တာ။လေပေါ်ကစစ်သားတယောက်ကဒါကိုမြင်ပြီးတိတ်ကြောက်သွားတာပေါ့။ဒါတောင်မှအရာရှိကလူတွေထက်ငုတ်ခိုင်းပါသေးတယ်။ဒါပေမဲ့2စက္ကန့်အတွင်းမှာတင်ရေတွေဟာသွေးပြောင်ပြန်ဖြစ်လာပြန်တယ်။စစ်သားတွေဟာကြောက်လန့်တုန်လှုပ်ကနေနောက်ဆုတ်ဖို့ပြန်တော့တာပဲ။ရှုပ်ရှုပ်ရဲရဲဖြစ်နေတော့မှစစ်သားတယောက်ဟာသူ့ကချင်းချင်းပစ်မိပြီးတေသွားခဲ့တယ်။အဲ့ဒီနောက်စနိုက်ပါသမားက17နက်နဲ့တရက်ဆက်ပစ်တော့တာပဲ။ဒါပေမဲ့ဒီတစ်ခါမှာတော့အဘိုးကြီးဟာတေသွားတဲ့စစ်သားရဲ့အလောင်းကိုဒိုင်းလိုတုံးပြီးလွတ်မြောက်သွားခဲ့တယ်။အရာရှိကတော့ဒါဟာလုံးကိုမင့်တက်ပြီးငေးကြည့်နေခဲ့ရတာပေါ့။အဲ့ဒီအချိန်မှာပဲအဘိုးကြီးရဲ့အိမ်မွေးခွေးလေးပြန်ရောက်လာတာကိုမြင်တော့အရာရှိကအကြံတစ်ခုရသွားခဲ့ပြီ။သူဟာဒီခွေးလေးကိုတုံးပြီးအဘိုးကြီးနောက်ကိုလိုက်တော့မှာ